ကျွန်တော်လာငိုမလေးကျွန်တော်လည်းငိုမှာပေါ့ဘာလို့မလဲကျွန်တော်ခဏဆောင်လေကျွန်တော်မိမကအိမ်နဲ့တက်နေလေအားလုံးပဲမင်္ဂလာပါဗျဒီဗီဒီယိုလေးကတော့လူလိတ်တွေကိုဟာတညံသုံးပြီးတော့ဂျင်းပြန်ထည့်လိုက်တဲ့ဗီဒီယိုလေးပါဦးချမ်းတို့လေပြားဆိုပြီး live ပေါ်မှာလည်းကြည့်နေတာပါမကြည့်ရသေးတဲ့သူတွေလည်းကြည့်ရအောင်ကြည့်ပြီးသားသူတွေလည်းထပ်ပြီးတော့ရည်ရအောင်တို့တင်ပေးလိုက်ပါတယ်ဗျညီမလေးပြောဟုတ်ကဲ့မင်္ဂလာပါလူချင်းမင်းဘက်ကနေဒီစင်ကကလေးနဲ့ KB ကောက်ကလေးကိုဖွင့်ရှိထားတာတွေ့လို့ကမ္ဘောဇာ KB စက်ပတ်မှာပြန်လက်ဆက်သွယ်ပေးနေတာဖြစ်ပါတယ်အေးညီမလေးပြန်ဆက်သွယ်ပေးနေဆိုတော့လက်ပဲ1 5 5လေးပဲတူလေးတွေမှာပြန်လက်ပိတ်သိမ်းနေသည်ဖြစ်တဲ့အတွက်လူချင်းမင်းကြီးကကိုဆက်လက်အသုံးပြုပါလားဆိုတာပြန်လက်ဆက်သွယ်ပေးထားခြင်းဖြစ်ပါတယ်တုံးပါပါချင်းမင်းဒီကောင်ကိုဆက်လက်အသုံးပြုမယ်ဆိုရင်ဘန်းနဲ့ပြန်လက်ဆက်သွယ်ပေးထားရဆိုတော့လက်ပဲ1 5 5လေးပဲတူလေးတွေမှာပြန်လက်ပိတ်သိမ်းနေသည်ဖြစ်တဲ့အတွက်လူချင်းမင်းရဲ့ကောက်က10မိနစ်အတွင်းမှာပိတ်သိမ်းသွားမှာဖြစ်ပါတယ်လူချင်းမင်းဆက်လက်အသုံးပြုမယ်ဆိုရင်10မိနစ်အတွင်းမှာဒီဆက်ရပန်ဟောလာပြီပြန်လက်စစ်သေးပေးမြင့်တင်မှာလားလူချင်းမင်းဒီကောင်ကိုဆက်လက်အသုံးပြုလို့ရမယ်ဆိုတဲ့အကြောင်းပြန်လက်ဆက်သွယ်ပေးထားတာဖြစ်ပါတယ်ညီမလေးဘယ်ဘန်းအလားမှာလဲဟုတ်ကဲ့မင်္ဂလာပါလူချင်းမင်းတက်ကနေဒီဆက်ရပန်မှာပြန်လက်စစ်သေးပေးမြင့်တင်ပေးလို့ရပါတယ်ညီမလေးအနှစ်မိနစ်ဆိုတော့လေအမဘန်သွားလို့ရှိရင်အနည်းနဲ့ကြာအောင်ပါအဲ့လိုရလားဟုတ်ကဲ့မင်္ဂလာပါလူချင်းမင်းရဲ့ကောက်က10မိနစ်ပဲချိန်ရသည်ဖြစ်တဲ့အတွက်10မိနစ်အတွင်းမှာပြန်လက်ပိတ်သိမ်းလိုက်ရမယ်လို့ပြောရလားအမအေးဟုတ်တယ်ညီမလေးအမအိမ်ထဲကဘန်ထဲကကျတော့အဝေးတာလေဝေးတော့ကြတော့လေအမကဘယ်လိုသွားမှန်းမသိဘူးအနှစ်မိနစ်ပဲအဆောင်ဆိုတော့မြန်လို့နင်ပတ်စံနေနေချိန်တယ်2မိနစ်အတွင်းမှာပြန်လက်ပိတ်သိမ်းလိုက်ရမယ်လို့ပြောတာလားဟုတ်တယ်အဖေလေအမအနှစ်မိနစ်အတွင်းမှာဘန်ကိုရအောင်သွားမှလားဒါမှမဟုတ်လို့ရှင်ဟိုခဏအဆောင်ပေးအောင်မလားအဲ့ဒါကိုမေးတာဟုတ်ကဲ့ပါလူချင်းမရဲ့ကောက်က2မိနစ်ပဲချိန်ရသည်ဖြစ်တဲ့အတွက်ပြန်လက်ဆက်သွယ်ပေးတာဖြစ်ပါတယ်လူချင်းမဆက်လက်အသုံးပြုမယ်ဆိုရင်ဖုန်းလင်းချပဲပိုင်ဆောင်ထားပေးပါညီမတို့ကမ္ဘောဇာ KB စက်ပတ်မှာတပါးရဲ့ပြန်လက်စစ်သေးပြီးနှစ်တင်သွားပြီးမှဖြစ်ပါတယ်။အော်ညီမလေးဟုတ်ပြီဟုတ်ပြီ။ဟုတ်ကဲ့မင်္ဂလာပါလူချင်းမင်းဒီကောက်ကိုအသုံးပြုနေရချိန်တော့ကြာပြီလား။ကြာပြီ။ဟုတ်ကဲ့ပါလူချင်းမင်းဒီကောက်ကိုဖွင့်ရှိထားတဲ့အခါမှာဘယ်ဘန်ပွဲမှာဖွင့်ရှိထားလဲဆိုတော့တစ်ချက်ပြန်လိုက်ချိန်ကြာပြီပါ။ညီမလေးအမကဟိုအနထိုးကြီးမှာဟုတ်ကဲ့ပါရှင်လူချင်းမင်းဒီကောက်ကိုဖွင့်ရှိထားတဲ့အခါမှာညီမတို့ကနေပြီးတော့နထိုးကြီးမှာဖွင့်ရှိထားတယ်ဆိုညီမတို့ကနေပြန်လက်စစ်သေးပြီးနှစ်တင်ရမှာဖြစ်ပါတယ်။အေးညီမလေး။ဒီမှာစက်ပုံလေးနဲ့ဘက်ကလေးနေဆောင်လေးခါပြီးပြောပြရမှာဖြစ်ပါတယ်။အေးညီမလေးတင့်မြင်းဆောင်963ဟုတ်ကဲ့ပါမြင်းဆောင်လေးပြီးတော့ရှိပါသေးတယ်ရထတာလို့ပြောလားဟုတ်တယ်ညီမလေးရထတာဟုတ်ကဲ့ပါတဲတဲကွဲလေးပြောပြပါရထတာ你别笑HelloရထတာHelloရထတာဩतू อ่ะตาနဲ့ตาမကွဲဖြစ်နေလို့ဟုတ်ကဲ့ပါရထတာလားရလေ